မင်္ဂလာပါခင်ဗျာစကားပြောလို့မလားပုံစံ200နှစ်ဖြစ်ပါဒီကမှာကျွန်တော်တို့ကဘာကများဒါကိုသားစီးနေတာလဲဒါကိုကျွန်တော်အင်္ဂလိပ်လိုဘယ်လိုပြောမလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးလေ့လာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့တူလိုက်ပြီးတော့ကြည့်အောင်ပါဘာကဒါကိုတားစီးနေတာလဲတားစီးတာ prevent ဘာကဒါကိုတားစီး what prevents you from plus နောက်က ing ပုံစံကိုသုံးနေတဲ့အသုံးကို ing ပုံစံသုံးပြီးတော့ရေးရမှာဖြစ်ပါတယ်တခုတိတိထားမှာတော့ဒီမှာ prevents မှာ s ပါတယ် prevents ဖြစ်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဘာကဒါကိုတားစီးနေတာလဲ what prevents you from plus ing ပုံစံဖြစ်ပါတယ်နောက်ဝါကြများကိုကြည့်အောင်ပါ what prevents you from calling me အောက်ဖို့ခေါ်ဖို့ဘယ်အားများမင်းကိုတားစီးနေတာလဲ what prevents you from finishing your homework မင်းလုပ်တွေအပြီးသတ်ဖို့ဘာကများမင်းကိုတားစီးနေတာလဲ what prevents you from joining the party ပါတီပွဲကိုဝင်ပါဖို့ဘာကများမင်းကိုတားစီးနေတာလဲဟုတ်ပြီနော်ဆက်ပြီးတော့ကြည့်အောင်ပါ what prevents you from helping your friends ဒီတကယ်ချင်းကိုကူညီဖို့အတွက်ဘာကများမင်းကိုတားစီးနေတာလဲ what prevents you from speaking English အင်္ဂလိပ်လိုစကားပြောဖို့အတွက်ဘာကများမင်းကိုတားစီးနေတာလဲ what prevents you from waking up early မနေ့စောစောထားဖို့အတွက်ဘာကများမင်းကိုတားစီးနေတာလဲဆက်ပြီးတော့ကြည့်အောင်ပါ what prevents you from eating healthy food ကျန်းမာရေးညို့တဲ့အစားအသောက်တွေစားဖို့ဘာကများမင်းကိုတားစီးနေတာလဲ what prevents you from visiting your grandparents မင်းဖိုးဖွားတွေစီကိုတွားရောက်လည်ပတ်ဖို့ဘာကများမင်းကိုတားစီးနေတာလဲ what prevents you from studying harder ပို့ပြီးတော့ကြိုးကြိုးစားစားလေ့လာဖို့ဘာကများမင်းကိုတားစီးနေတာလဲ what prevents you from exercising every day ဒီတိုင်းလေ့ကျင့်ခန်းလုပ်ဖို့ဘာကများမင်းကိုတားစီးနေတာလဲကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ကစကားပြောလို့မလားပုံစံ200နှစ်ပါဘာကများမင်းကိုတားစီးနေတာလဲ what prevents you from plus ing အသုံးကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာနောက်ဝက်ချက်များကိုဖတ်ပြီးတော့အစားထိုးပြောဆိုသုံးသပ်ကြည့်ပါ